ကဲကလေငကိုတဲ့ကတီထွင်တာကိုကြိုက်တယ်တမရိုးကြကိုမကြိုက်ဘူးစမ်းသစ်တာကိုကြိုက်တယ်ကိုနိုင်ကလည်းအသက်ဆန်းတွေကိုညီးဆန်းခြင်းနဲ့ယုံကြည်ခြင်းနဲ့စိတ်ရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာကဲ reality ကိုပေါ့နော်ဘယ်မတူတဲ့ပုံစံမျိုးလေးသွားခြင်းနဲ့ခင်ဗျာဒီအခုလို့ရှိလုံနေတဲ့အနေထားလေးတွေနဲ့နောင်ကာလမှာလုပ်မဲ့ပေါ့နော်ဒီခင်ဗျာရဲ့ဘူဘိုစတေးလေးကိုနည်းနည်းလေးပြောပြချင်ပါတယ်ကိုခင်ဗျာလေငကိုတဲ့ကတီထွင်တာကိုကြိုက်တယ်တမရိုးကြကိုမကြိုက်ဘူးစမ်းသစ်တာကိုကြိုက်တယ်ကိုနိုင်ကလည်းအသက်ဆန်းတွေကိုညီးဆန်းခြင်းနဲ့ယုံကြည်ခြင်းနဲ့စိတ်ရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာခင်ဗျာ reality ကိုပေါ့နော်ဘယ်မတူတဲ့ပုံစံမျိုးလေးသွားခြင်းနဲ့ဒီအခုဆိုရင်ဒါခင်ဗျားတို့ရဲ့စီးပွားရေးတော်တော်များများနိုင်ငံရေးအခြေအနေတွေပေါ့နော်အဝန်းကျင်အခြေအနေအများကြီးဆက်ဆက်နေရပေါ့အရင်တော့ကအလွယ်တကူပေါ့နော် online ကနေသင်နိုင်နေအခုချိန်မှာတချို့နေရာတွေမှာခက်ခဲတာတွေရှိတယ်ခင်ဗျားနဲ့ live မသင်နိုင်တာတွေရှိမယ်ခင်ဗျားနဲ့ physical မသင်နိုင်တာတွေရှိမသင်နိုင်တဲ့သူတွေကိုလည်းခင်ဗျားကသူတို့ရဲ့ရက်ရာသူတို့ရဲ့နေရာမှာပဲသူတို့ရဲ့အဆင်ပြေနေတဲ့အချိန်မှာသင်နိုင်ရခင်ဗျား video lesson တွေလုပ်တယ်ခင်ဗျား YouTube မှာမျှဝေတာတွေရှိတယ်ပြီးရင် package လေးတွေပေါ့ဒီကုန်းနလနီဆိုကုန်းနလနီ package chakra ဆို chakra package breathing ဆို breathing package ဒီ mindful ပေါ့နော် yoga ဆို yoga အဲ့လိုမျိုးခင်ဗျာခေါင်းစဉ်လေးတွေနဲ့ခွဲပြီးတော့ video လေးတွေကို program လေးတွေလုပ်တယ်သူတို့ကြိုက်တဲ့ package လေးကိုသူတို့ဝယ်ပြီးတော့အကုန်လုံးယူခုချင်းသမီးယူပေါ့နော်application ဟုတ်ကဲ့ခင်ဗျာ application တော့ခင်ဗျာစူးစမ်းပြီးလုပ်နေတယ်ဒါပေမဲ့လုံငယ်နောက်နှစ်မှာတော့ခင်ဗျာ application ထွက်တော့ဒီနှစ်ကောင်ဆိုတော့အခု YouTube မှာတင်တယ်ပြီးရင် program လေး Facebook group လေးတွေထားတယ်ပေါ့နော်အဲ့ series လေးကိုဝယ်လိုက်ရင်အဲ့ program မှာတစ်သက်လုံးပဲသူတို့ကြိုက်တဲ့လို့ဒီတစ်ခါပဲသင်တန်းပေးရုံနဲ့အများနဲ့လေပေးချင်လို့ရတယ်ပြီးတော့နောက်ထပ်ခင်ဗျာ training တွေပေးနေတယ်ပေါ့နော်ကိုစနစ်တကျပေါ့နော်ဒီ energy work တွေယောဂဒီခင်ဗျာပညာရက်တွေကိုလက်ဆင့်ကမ်းမဲ့မျိုးဆက်တွေကိုခင်ဗျာဒီ training လေးတွေပေးပြီးတော့လုပ်ပေးနေတယ်နောက်ပိုင်းခင်ဗျာကဒီမြန်မာနိုင်ငံမှာပေါ့နော်ဒီ Gonalani energy ကိုတကယ်တောင်းတစ်ခုအနေနဲ့ပါ school ခုအနေနဲ့ပါ academy ခုအနေနဲ့ပါဖွင့်လှစ်သွားခြင်းနဲ့ဘာလို့စနစ်တကျပေါ့နော်မျှဝေခြင်းဟာအရင်အရေးကြီးရလေသိရမလားနည်းနည်းသိတာဘာမှမသိတာတဲ့ခုအနည်းများတဲ့ဆိုတော့လေတကယ်ကိုစနစ်တကျလေးပေါ့အခုမှကဒီ chakra ပိုင်း energy ပိုင်းတွေမှာလုံးသူတို့လုံးတတ်တဲ့လူလေးတွေလုံးနေရမျိုးလေးရှိအဲ့ဒီအချိန်မှာနည်းနည်းလိုအပ်ချက်လေးတွေကိုတွေ့နေရတယ်အဲ့ဒီလိုအပ်ချက်လေးတွေကိုခင်ဗျာဖြည့်ဆည်းပေးခြင်းတယ်ပေါ့နော်အဲ့တော့စနစ်ကျနာတဲ့ဒီပညာရပ်တွေကိုမျှဝေပေးနိုင်တယ်အခုဆိုရင် workshop တွေလုပ်တယ် training တွေလုပ်တယ်ပို့ပြီးတော့စနစ်ကျနိုင်အကြောင်းတစ်ခုကြီးပေါ့နော် sound ဆိုလဲ sound healing လုံးဝပညာရပ်ကို certificate နဲ့အသေးချာရနိုင်တဲ့ဒီမျိုးဆက်တွေကိုပြန်ဖြန့်ဖြူးပေးတဲ့ပေါ့နော်ဒီအနေအရာတစ်ခုအနေနဲ့ရရှိခြင်းနဲ့ပြီးရင်ကိုရဲ့ဒီ sound healing ဆိုလဲ sound healing နဲ့ပတ်သက်တဲ့ product တွေကိုတကယ်ဈေးနှုန်းတသက်နဲ့ပေါ့နော်အလွယ်တကူဝယ်ယူနိုင်မယ်ဒီ color ဆိုလဲ color ရဲ့ pattern တွေကိုစနစ်တကျရွေးနိုင်မယ်ပြီး crystal တွေဆိုရင်လည်းတကယ်ထုတ်လုပ်တဲ့သူတွေနဲ့ချိတ်ဆက်ပေးမယ်ပေါ့ပြီး energy cleansing product တွေ aroma therapy ဆိုရင်ကိုနိုင်ကခင်ဗျာကကိုဒီ energy နဲ့ cleansing လုပ်တဲ့ပေါ့နော် crystal တွေ cleansing လုပ်မယ်ဒီ body and mind cleansing လုပ်မယ်ဆိုတော့ပေါ့နော်ဒီရနန်းကုထုံတွေကိုကိုနိုင် product တွေနဲ့လည်းထုတ်ပေးတယ်တချို့လုပ်တတ်တဲ့လူတွေနဲ့လည်းတကယ်ကိုချိတ်ဆက်ပေးမယ်အဓိကတော့ဒီ energy ပေါ့နော် healing process ကလုံးဝ complete ဖြစ်သွားတဲ့အတိုင်းဝိုင်းတစ်ခုဖြစ်သွားအောင်လည်းဒီခင်ဗျာရည်ရွယ်ထားပါတယ်